အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Alpha No ပဲဖြစ်ပါတယ်ဆိုတော့ Alpha No Crab episode 9ကနေအားလုံးပြန်လဲကြိုဆိုပါတယ်အဲ့တော့ကျွန်တော်မစော့တာတော်ကြာပါပြီအဲ့တော့မစော့တဲ့အတွင်းဘာတွေပြောင်းလဲသွားလဲဆိုတော့ကျွန်တော်အရင်ဆုံးလိုက်ပြမယ်အရင်ဆုံးတော့ဒီကရွာလေကောင်လေးမှာကျွန်တော်ဈေးလေးစောက်ထားပြဟိုဆိုချက်စဲမှာတော့ဘာပစ္စည်းမှတော့တိတ်မရှိဘူးရိုင်းလေးပဲဈေးလေးတက်တက်စောက်ထားတာနောက်မှပစ္စည်းတွေထည့်မယ်ပြီးကျွန်တော်ဒီမှာကျွန်တော်တိုင်းပြည်မှာအုံးပင်တွေအများကြီးဖြစ်လာပါပြီဒီမှာဆိုလဲအုံးပင်တွေဗျဟိုးဘက်မှာတွေရောအများကြီးပဲပေါ့နော်ကျွန်တော်အုံးပင်တွေလိုက်ပြီးစောက်ထားတာအဲ့တော့ပြီးတော့အရေးကြီးဆုံးတစ်ခုကျွန်တော်တို့ရဲ့ဒါလှုပ်ဝက်စကန်ပါမှာပေါ့နော်โอเคဆိုတော့ဝါဒီကဘာကြီးတော့အဲ့တော့ကျွန်တော်ရှင်းပြပါမယ်ဒါဘာကြီးလဲဆိုတော့ကျွန်တော်တို့ဒါကြီးကအေယာမတောတဝါပေါ့နော်တောတဝါကြီးတစ်ကောင်ရဲ့အယိုးကျွန်တော်ရှာပြီးတော့တွေ့တာအဲ့တော့ဒီမှာကျွန်တော်ရဲ့ဘူမိဗေဒပညာရှင်တယောက်ရှိတယ်ဗျသူ့ကိုဒီမှာဒီဟာကြီးကိုလေးလာခိုင်းတာပေါ့နော်ဒီမှာဆိုရင်ဒီမှာဆို brush လေးပါလေးပေါ့နော်ပြီးဒီမှာမြေပုံရှိတယ်ဗျဒီမှာဆိုဒါကျွန်တော်ဆက်ရှာမှကြီးကိုနည်းချဲ့ပြီးတော့ဒီရင်အလှအနေနဲ့ကတ်ထားလိုက်တာအဲ့တော့ဒီဘက်မှာတော့သူခဏယာယီနေမဲ့ဟာပေါ့နော်ဒီမှာဆိုအယိုးတွေဥတွေမှာရှာတွေ့တာโอเคအဲ့တော့ဒီမှာကျွန်တော် gas စီးတဲ့နေရာလေးကျွန်တော်ပြင်ထားရဗျမကြည့်လိုက်ဒီလိုလေးထိုင်လိုက်ပြီးရင်ကျွန်တော်ဒါလေးကိုနှိပ်လိုက်အောင်လေအဲ့ဒါဆိုကျွန်တော်စီးလို့ရပါပြီကျွန်တော် gas စီးရဲ့နေရာကိုလည်းအဆင့်မြင်လာတယ်အဲ့တော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာကျွန်တော်ဘာလုပ်မှာလဲကျွန်တော်ပြောရအောင်အဲ့တော့ဒီနေ့ဗီဒီယိုမှာကျွန်တော်ဘာလုပ်မှာလဲဆိုတော့အခုကကျွန်တော်တို့သတင်းကြွရောက်ပါပြီအဲ့တော့ကျွန်တော်တို့သတင်းကြွဆိုတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့တိုင်းပြည်ကြီးကိုမှာတိုင်းပြည်ရဲ့အိမ်တွေပေါ့နော်အဲ့အိမ်တွေမှာကျွန်တော်တို့ဖျောင်းနိုင်နေလိုက်ထုံးမယ်ပြီးရင်မီးပုံးပြန်ပြီးစောက်မယ်အဲ့တော့ကျွန်တော်တို့အဲ့ဒါလုပ်ဖို့အတွက်ကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်စီမှာပြားရည်တွေမရှိဘူးဗျပြားတွေလည်းမရှိဘူးအဲ့တော့အရင်ဆုံးဒီနေ့ကျွန်တော်တို့ပြားရည်ရင်သွားဖမ်းရမယ်ပြီးလို့ရှိရင်ပြားရည်ကိုအော်တိုဟိုဖြစ်ပေးတဲ့ fan တစ်ခုတော့ကျွန်တော်တို့စောက်ရမယ်ဗျအဲ့တော့ဒါကျွန်တော်တို့ gas လေးကိုရင်ပြန်သွားထားလိုက်အောင် okay ဆိုတော့မှာကျွန်တော်တို့ gas ကိုတေချာ parking ထိုးမယ်ဟိုးမသိဝေးရပြီပြီးရင်ဒါလေးကိုလိုလေးပိတ်လိုက်အောင်မယ်ဝေးထောက်ရလားno ဒီကောင်တေချာ okay ဒီလိုမှအဆင်ပြေသွားဒီဘက်ဒဘလောတောင်ပိုနေရလားမသိဘူးဒါပေမဲ့ထားလိုက်ပါသူကြဲဝန်းနေလို့ရပါပေါ့အဲ့တော့ကျွန်တော်တို့အရင်ဆုံးဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ပြားအောင်သွားချရမယ်ပြားအောင်ကဒီမှာတက်ဆက်မှာတော့မရှိဘူးကျွန်တော်တို့ဟိုးအနောက်ဘက်ခြမ်းက plain ဘိုင်မှာကျွန်တော်သွားချမယ်အဲ့တော့ဒါသွားချရအောင် okay ဆိုတော့ကျွန်တော်ဒီမှာပြားအောင်ရှာနေရပြwait ပြားအောင်ရှာနေတဲ့ဒီမှာပေါ်တယ်အပြတ်တစ်ခုတွေ့ထဲမှာတော့ဘာမှလည်းမပါဘူးအဲ့တော့ပြားအောင်ကကျွန်တော်တွေ့ပြီးသွားပြီဘာမှလဲဆိုတော့ဟိုးမှာခဏလေးဟိုးမှာတပင်လေးရှိတဲ့အပင်မှာပြားအောင်လေးကပ်ပေါအောင်ဟေးဒီမှာပြားအောင်လေးဒီမှာဝေးနေအထဲမှာပြားရရှိလားမသိမပြားစံနေကျွန်တော်ကြားနေရတယ်ဗျအဲ့တော့ကျွန်တော်ရဲ့ဒီက S မှာ skate touch ပါတယ်ဗျကျွန်တော်အဲ့တော့ဒါလေးကိုဖြတ်လိုက်ရင်ဝေါကျွန်တော်ဒီမှာပြားအောင်လေးရပါပြီအထဲမှာတော့ပြားနှစ်ကောင်ပါတယ်ဗျအဲ့တော့လာကျွန်တော်တို့အိမ်ပြန်ပြီးတော့ဝေးမကြည့်ပါဘူးကျွန်တော်တို့ရဲ့တိုင်းပြည်ကိုကျွန်တော် spy glass မပါလာဘူးဗျမကြည့် share ပဲအဲ့ပြဒါတော့အခုမှကျွန်တော်တိတ်မဆောက်ရသေးဘူးနည်းနည်းပဲဆောက်ရတယ်နောက်ပိုင်းကျရင်ကျွန်တော်အိမ်ကြီးထပ်ဆောက်ရင်ပို့ပြီးတော့မိုက်လာအောင်မှာအဲ့တော့ကျွန်တော်ဒီမှာညတော်ရောက်နေပြီဗျကျွန်တော်တို့ရဲ့နန်းတော်ရဲ့အပေါ်ပိုင်းကလည်းမှောင်နေတယ်အဲ့တော့မနေ့ကျရင်အိုင်နာကိုမီးသွားထုံးအခုလို့ဆိုတော့ငါဒီမှာအိမ်မနော်မင်းကျင်းတတ်လားနေရာမကျင်းတတ်ငါမတတ်နိုင်အဲ့တော့တဲကန်နာယာကြီးမှာဆိုရင်တော့ကျွန်တော်မြေကြီးတွေတူးဖို့လိုမယ်ထင်တယ်အနေနန်းတော်ထဲမှာမြေကြီးရှိတာမသိဘူး
အော်ဒီမှာနှစ်တုံးပဲရှိတယ်ဗျနှစ်တုံးနဲ့ဆိုရင်တော့ no ဘလို့မှအဆင်မပြေနိုင်ဘူးတို့အဲ့ဆိုအထဲတွေကတွင်းချက်စဲမှာရောno တကယ်ကြီးကိုနှစ်တုံးပဲရှိတာမြေကြီးကအဲ့တော့လေဒါတွတ်တူရအောင်မြေကြီးတွေဖေးဆိုတော့မြေကြီးက1 step ဆိုတော့ကျွန်တော်လောက်မယ်လို့တော့ထင်ပါတယ်မလောက်ရင်လည်းပြန်လာတူးရမှာပေါ့အဲ့တော့တို့နေရာတွားရွေးလိုက်အောင်ဘယ်နေရာစောင့်ရင်ကောင်းမလဲဆိုတာအဲ့တော့ကျွန်တော်တို့နန်းတော်ဘေးနားမှာနေရာကြီးပိုနေတယ်ဗျဒီနေရာလေးဆိုကျွန်တော်တို့ပိုနေတယ်အဲ့တော့နန်းတော်ဘေးနားမှာကျွန်တော်ပန်းချံတစ်ခုလိုမျိုးလေးစောက်လိုက်ရင်ကောင်းမယ်ထင်တယ်โอเคအော်ဒီပင်ကြီးကပူလာနော်အဲ့တော့လာကျွန်တော်တို့ဒီအပင်ရဲ့ရော့ဒီနားလောက်လေးဟိုပြောင်းပြန်ကြီးโอเคဆိုတော့no ကျွန်တော်အဲ့လိုတိတ်မလောက်ဒီဘက်ကပူလာโอเคဆိုတော့ကျွန်တော်တို့ဒီမှာပြားအိမ်လေးရပြီအဲ့တော့ကျွန်တော်ဒီပင်ကိုခုတ်မယ်ခုတ်ပြီးွားရင်ကျွန်တော်တို့fire တစ်ခုလုံးမယ်โอเคအဲ့တော့ပြားဒီထွက်မကိုက်ဘူးပဲမျောလင်းနေအကယ်ထွက်ကိုက်ရင်တော့ကျွန်တော်နောက်ထပ်ပြားအောင်တစ်ခုထပ်သွားရှာမှာ yes ကျွန်တော်တို့ထွက်မကိုက်ဘူးအဲ့တော့ဒီမှာ3ခုရပြီပြားအောင်3ခုရပြီ yes အဲ့တော့ကျွန်တော်တို့3ခုရလို့ရှိရင်ကျွန်တော်တို့ထပ်ပြီးတော့ beehive craft လို့ရတယ်ကျွန်တော်ပြဒီမှာကြည့်လိုက်ဒီမှာ beehive ပြားကောင်ပေါင်း3ကောင်နေလို့ရတယ်ဗျအဲ့တော့မစိုးကျွန်တော် beehive လေးကိုဒီတိုင်းထားလို့တော့အဆင်မပြေဘူးကျွန်တော်တို့နည်းနည်းဆက်ဆန်းလေးဖြစ်သွားအောင်လို့ဟိုနာဝါးပင်နည်းနည်းတော့ခုတ်လိုက်မယ်ကျွန်တော်ဘယ်လိုလုပ်မှလဲဆိုတော့ဒီလိုလေးချပြီးလို့ရှိရင်ဒီလိုလေးတင်မယ်ဝါးဒါဆိုရင်တော့အနည်းဆုံးတော့မလိုက်ရင်တော့မှနည်းနည်းကြည့်လို့ကောင်းမယ်လို့တော့ကျွန်တော်ထင်ပါတယ်အဲ့တော့ကျွန်တော်အခုလောဆယ်တော့ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ဒီဘီးတွေကိုပေါ့နော်ပြားတွေကိုကျွန်တော်အများကြီးဖြစ်အောင်လုပ်ရမယ်โอเคအဲ့တော့ကျွန်တော်အဲ့ဒါလုပ်ပြီးကျွန်တော်ပြန်တွေးကြမယ်โอเคဆိုတော့ကျွန်တော်ဒီကပစ္စည်းတော့ကျွန်တော်အကုန် crap ပြီးသွားပါပြီခုလောဆယ်ဘာစောင့်နေရလဲဆိုတော့ဒီကကျွန်တော်တဲကြီးကြိုးပြီးစောင့်နေရဗျအဲ့တော့ကျွန်တော်ရဲ့ပြားအောင်လေးကိုကျွန်တော်လိုက်ပြဝါကျွန်တော်ဒီမှာကျွန်တော်နည်းနည်းရှောက်ပြီးတော့အလဆင်လိုက်တာပေါ့နော်ဒါတွေကလိုတော့မလိုပါဘူးဒါပေမဲ့ဒီတိုင်းလေးပဲကျွန်တော်ရှောက်ပြီးအလဆင်လိုက်တယ်အဲ့တော့ဒီမှာပြောင်းနေရတော့အများကြီးဖြစ်သွားပြီဗျအဲ့တော့ကျွန်တော်ဘယ်ယူရင်ကောင်းမလဲတော့မသိသေးဘူးဟေးဆိုတော့ဒီမှာဒီကောင်မိုးဝင်နိုင်သေးဘူးခုတည်းဒီကောင်ဘာလုပ်နေလဲမသိဝေးကြီးစုနေလားမသိမြန်လောက်ပါဟာညာရောက်တော့မယ်ဟဲ့နေညာရောက်တော့မယ်ဟောသူဒီဘက်အောင်ကအဲ့ဆိုโอเคဖြတ်လိုက်တော့မယ်ဗျโอเคကျွန်တော်ဘယ်ပြားမှတော့လာမတော့ yes ကျွန်တော်ဘယ်ပြားမှလာမတော့အဲ့တော့ကျွန်တော်တို့ဘယ်နာစောက်ရင်ကောင်းမလဲကျွန်တော်တို့ဒီဘက်ကတော့ကျွန်တော် fan တွေစောက်ဖို့အတွက်နေရာလေးတစ်ခုလုံးပါဒီနားလေးဆိုမစိုးဘူးเนาะအဲ့တော့ဒီနားမှာပဲစောက်လိုက်အောင်အဲ့တော့ကျွန်တော်တို့အရင်ဆုံးဘယ်လိုစောက်မလဲဆိုရင်ကျွန်တော်တို့မြေကြီးရင်တူးရမယ်တူးပြီးလို့ရှိရင်ကျွန်တော်ဒီမှာ chest တစ်လုံးကိုဒီဘက်မှာထားโอเคအဲ့တော့ပြီးလို့ရှိရင်ကျွန်တော်တို့ hopper ကို chest ကိုဒီလိုလေးကတ်လိုက်ဒါဆိုရပြီအဲ့တော့ပြီးရင်ကျွန်တော်တို့နောက်တစ်ခုကကျတော့ကျွန်တော် block ကတော့block မဟုတ်ဘူးကျွန်တော်တို့ဒီရပါတယ်ဒီရပါလဲမသိဘူးဒီရလေးအဲ့ဒါလေးကိုကျွန်တော်တို့ဒီလိုလေးချပြီးသွားလို့ရှိရင်ဒီမှာ double no မဟုတ်သေးချပြီးသွားလို့ရှိရင်သူကဒီလိုလာသေးတယ် wait ဟုတ်လားမသိဘူးဟုတ်တယ်ဒီလိုပဲဖြစ်မှာပါကျွန်တော်ထင်တော့no မဟုတ်လားဘူးဗျโอเคအဲ့တော့ကျွန်တော်မေ့နေပြီဒီလိုလားမသိဘူး
ပြီးရင်အဲ့ပေါ်မှာကျွန်တော်တို့ဒီက glass ကိုဒီလိုတင်ပြီးရင်ကျွန်တော်တို့ဒီလိုပြီးရင် redstone ကိုဒီလို set ပြီးရင်အဲ့ဒီနားမှာကျွန်တော်တို့ဒီက dispenser လေးကိုဒီလိုလေး okay ရပြီ okay အဲ့လိုရပြီဆိုရင်ကျွန်တော်တို့ဒီဘေးနားကြီးကျွန်တော်တို့မှန်လိုက်ကြရမယ်ပြီးရနဲ့ကျွန်တော်တို့ခုနယူလာတဲ့ bee hive လေးကိုဒီမှာဝဲ bee hive မထည့်နဲ့ကျွန်တော်တို့ဒီမြေကြီးကိုအရင်တူဘာလို့တူရလဲဆိုတော့အဲ့မြေကြီးမှာကျွန်တော်တို့ပန်းဆိုင်ရမှာဗျလာကျွန်တော်တို့အဲ့တော့အရင်ဆုံးခဏလေးဒီဘက်မှာပြီးရတယ်ကျွန်တော်တို့အိုင်နာမှာဒီလိုထည့်ပြီးရင်ခုနယူလာတဲ့ပန်းလေးကိုဒီလိုစိုက်လိုက်ဖိတ်ဒါဆိုရင်တော့ပြီးပါပြီကျွန်တော်တို့ရဲ့ဟာလေးကပြီးရင်ကျွန်တော်တို့ bee hive လေးကိုဒီမှာဒီလိုလေးထား okay ဒီမှာလောက်တယ်ဗျအဲ့တော့အဲ့လိုထားပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီပေါ်မှာကျွန်တော်တို့မှန်နဲ့ပိတ်လိုက်ပြီးရင် bee hive လေးကိုဒီကထည့်လိုက်ဒီမှာပြားလေးကဟိုထွက်လာပြီဆိုတာအဲ့လိုမျိုးပြီးရင်တော့ဒီဟာလေးကိုယူမယ်ယူပြီးရင်ဒီထဲသွားမယ်သွားလို့ရှိရင်ဒီမှာဒီကနေ6လောက်ဆိုပြီးတော့အဲ့မှာယူလိုက်လို့ရှိရင်ဒီထဲကို bee hive ကရောက်လာကဲအဲ့တော့ကျွန်တော်ကြည့်အောင်အလုပ်ဖြစ်မဖြစ်အဲ့တော့ရဲကျွန်တော်တို့ရဲ့ဟိုဟာ fan အလုံးမဖြစ်ဘူးဗျအဲ့တော့ကျွန်တော်ကိုယ်တိုင်ဒီမှာလိုက်ပြီးတော့ညှက်နေရတယ်ဒီမှာဒါကျွန်တော်အစ်စ်တောင် craft လိုက်ရအဲ့တော့ကျွန်တော်တို့ဟာကြီးအလုံးလည်းမဖြစ်ဘူးအဲ့တော့နောက်မှပဲကျွန်တော်တို့ပြန်ပြီးတော့စောက်ပါအခုလို့ဆိုတော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ခန့်တယ်ဖျောင်းနိုင်ပေါ့နော်ဖျောင်းနိုင်ကကျွန်တော်ဟိုနှစ်ခုတည်းလားနှစ်ခုတည်းဆိုတော့ကျွန်တော်မလောက်ဘူးno ကျိုးရရှိသေးတာမလီဟိုပေါ်မှာလည်းရှိမှာမဟုတ်ဗျဟိုပေါ်က spider လုံးဝမကြဘူးcreeper တို့ zombie တို့ skeleton တို့ပဲကြတာဗျအဲ့တော့သေရောကျွန်တော်တို့ no ကျွန်တော်ဘယ်လိုလုပ်ရမလဲကျိုးရကျွန်တော်ကျိုးရလိုက်ရှာရအောင် okay sorry မှာညးတော်ရောက်နေဗျ spider တွေ spawn မလားတော့မသိနေဘူးတော့လိုက်ရှာကြည့်အောင်အော်ဝေးဟိုမှာ creeper ရော spawn နေပြီအဲ့တော့ဒီတညာလုံးတော့ကျွန်တော် spider တွေထိုင်ဖမ်းရမယ်ထင်တာပဲဘာဖြစ်လို့လဲဆိုတော့ဖျောင်းနိုင်ရကျွန်တော်တိုင်းပြည်တစ်ပြည်လုံးထုံးရမှာဗျအများကြီးလောက်ရမှာ okay ဆိုတော့ကျွန်တော်ဒီမှာစိုးပါဘူးလောက်ရတယ်အနည်းဆုံးတော့ကျွန်တော်တို့ craft လို့ရပါပေါ့craft လို့တော့ဖြစ်တယ်ဟိုဟာအနည်းဆုံးတော့ကျွန်တော်တို့မိုးတွေချိန်နေဗျโอเคမနေ့ရောက်ပြီလောက်ဆိုရင်တော့မိုးတွေကမရှိတော့ဘူးအဲ့တော့လာကျွန်တော်ဒီမှာဖျောင်းနိုင်ကြီးထွန်းမယ်ပြီးလို့ရှိရင်ဒီဘက်မှာတွေရောကျွန်တော်အိမ်တိုင်းလိုလိုမှလိုပေါ့နော်ဖျောင်းနိုင်ကြီးအမှန်တကယ် automatic fan တာအဆင်ပြေမဲ့ဆိုရင်ကျွန်တော်တော်များများထိုးမိပါလားကျွန်တော်ဒီအပြည့်ပေါ့နော်ခုလောဆိုတော့အဲ့ဒါကြီးကအလုံးမဖြစ်ဘူးအဲ့တော့လေဒီလိုရှိသလိုလေးပဲလိုက်ထုံးလိုက်အောင်ဒီတော့ဆိုတော့တရင်ကျွတ်နဲ့တူလောက်ပါနော်မတူလဲကိစ္စမရှိပါဘူးဒါ Minecraft ပဲဒီ yeah ကျွန်တော်တို့ Minecraft ကိုအဲ့လောက်ကြီးပြင်လို့မရဘူးပြီးတော့ဒီရောဆိုပြီးရင်ကျွန်တော်ဒီဘက်မှာတွေရောကျွန်တော်မီးလေးတွေလိုက်ထုံးလိုက်မယ်ဟုတ်ကဲ့အခုကတော့မနက်ပိုင်းဆိုတော့တိတ်တော့ကြည်ကောင်းမှာမဟုတ်သေးဘူးဒါပေမဲ့ညပိုင်းရောက်လို့ရှိရင်တော့ကြည်ရတာအဆင်ပြေမယ်ကျွန်တော်ထင်ပါတယ်ဒီမှာမီးလေးတွေထုံးပြီးသွားဆိုအဲ့တော့ကျွန်တော်နောက်တစ်ခုဘာလုပ်ရမလဲโอเคကျွန်တော်တို့ဖျောင်းနိုင်နေထုံးပြီးသွားပြီဆိုတော့ကျွန်တော်နောက်တစ်ခုကကျွန်တော်တို့မီးပုံးပြန် yes ဒါကတော့မပါမဖြစ်ပဲပေါ့နော်အဲ့တော့မီးပုံးပြန်လောက်ရမယ်ဆိုတော့ကျွန်တော်တို့ဘလော့လိုတယ်ဘာဘလော့လဲဆိုတော့ကျွန်တော်တို့မီးလင်းနဲ့ဘလော့ဒီရှင်းသွားပဲအဲ့တော့ကျွန်တော်အဲ့ဘလော့ဘယ်မှာရမလဲဆိုတော့ကျွန်တော်နေသားထဲမှာရမယ်နေသားထဲမှာကျွန်တော်ဟိုဘလော့လေးဘယ်လိုခေါ်လဲဒါမသိသေးဘူးကျွန်တော်အဲ့ရအောင်ကျွန်တော်ပြ yes ကျွန်တော်ရွှေရုပ်ထုတ်တော့မပါလာဘူးဗျအဲ့တော့ဟိုကောင်ကြီးလိုက်ကင်တော့သေအောင်မယ်
ကျွန်တော်ဒီပေါ်မှာအပင်နေရှိတယ်โอเคအပင်အောင်ဖြစ်တယ်ဗျာဒီမီးသီးလေးပြောโอเคဆိုတော့ကျွန်တော်ဒီမှာဒီအဝါရောင်လေးလည်းလိုတယ်ဘာလို့လဲဆိုတော့ဒီပန်းဝါလေးတွေကဒီဟာလေးရတယ်ဗျအဲ့တော့ဒီဟာကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်ဒီမှာ crafting တွေဗျာမပါလာဘူးပြီးဆိုကျွန်တော်ပြမယ်ဘာလုပ်လို့ရလဲဆိုတာကျွန်တော်တို့ဒီမှာဝူးမှာဒီအဝါရောင်လေးနဲ့ဆိုရင်ဒီမှာအဝါရောင်ဝူးလေးတွေရတယ်ဗျအဲ့တော့ကျွန်တော်အဲ့ဒီအဝါရောင်ဝူးတွေကိုသုံးမယ်ခဏလေးအဝါရောင်ဝူးတွေသုံးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒုတ်ချောင်းလေး craft မယ်ပြီးတာနဲ့ကျွန်တော်တို့ဒီလိုတင်လိုက်တဲ့ချိန်ကျရင်ဘန်နာတစ်ခုရ my god ဈေးကြီးလိုက်တာဘန်နာလေးတစ်ခုရဖို့အတွက်အဲ့တော့ဒီလိုဘန်နာပေါင်းဒီမှာ9ခုရှိတယ်ဗျာကျွန်တော်9ခုကိုမှတစ်ခုစီမှာကျွန်တော်4ခုရှိတယ်โอเคအဲ့ကျွန်တော်ပြောသဘောပေါက်တယ်မှာတစ်ခုစီမှာကျွန်တော်4ခုရှိတယ်အဲ့ဘလော့တစ်လုံးမှာကျွန်တော်4ဘက်ရှိရဗျာ4ဘက်တစ်လုံးကို4ဘက်ဆိုတော့9နဲ့ဆို9နဲ့28 oh my god ကျွန်တော်ဘန်နာပေါင်း28ခုကျွန်တော်လောက်ရတော့မယ်အဲ့တော့ဒီဘက်မှာခုနကကျွန်တော်တိုးတွေအများကြီးတွေ့တယ်ဟိုးမှာအဲ့တော့ကျွန်တော်ဒါတွေအရင်ဆုံး craft လိုက်ပါအောင်မယ်ကျွန်တော်ပြီးပြန်တွေ့ကြမယ် okay ဆိုတော့ကျွန်တော်တို့ဘယ်လောက်ကြာပါလိမ့်လဲမသိဘူးဒီမှာကျွန်တော်ရလာပါပြီyes ကျွန်တော်အဲ့တော့စပြီးတော့ကျွန်တော်လှုပ်လိုက်အောင်အဲ့တော့အရင်ဆုံးပထမဦးဆုံးတစ်ခုကိုကျွန်တော်ဒီအပေါ်ကရွာရဲ့အလဲကောင်မှာကျွန်တော်တစ်ခုလုပ်မယ်ဝိုက်ဒီလောက်မြင့်အောင်လည်းများကျွန်တော်နည်းနည်းမြင့်ခက်မြင့်လေးပေါ့နော်ဝိုက်လောက်ဆိုမစိုးပြီးရင်ဒီဘောမှာဒီလိုတစ်လုံးတင်မယ်ပြီးရတယ်ကျွန်တော်တို့ဘန်နာ၄ခုကိုကျွန်တော်တို့ဒီလိုလေးကာလိုက်မယ်အဲ့တော့ကျွန်တော်ဘယ်လိုပြန်ဆင်းရOh my god ကျွန်တော်တေးခန်းကြီးလေး what the fuck မလေးတော်သေးတေးတော့မတော်သေးတယ်အဲ့တော့ကျွန်တော်ရပါပြီဒီမှာမိုက်တယ်ဗျာသူကတိတ်တော့မလာဘူးပေါ့နော်ဒါပေမဲ့အဆင်ပြေပါတယ်တော်တော်လေးဒါမီးပုံပြန်မယ်ဒီနော်အဲ့တော့ကျွန်တော်ဒီမှာတစ်ခုဆိုရင်ကျွန်တော်ဒီဘက်မှာတစ်ခုထပ်လောက်ရမယ်ဒီမှာတစ်ခုဟာကျွန်တော်တကယ်တူတယ်ဗျသတင်းကျွန်းနဲ့စိုးပါတော့လောက်သေးဆိုရင်လေအခုကတော့နေလေပိုင်းဆိုတော့တိတ်ကြည့်လို့မလာသေးဘူးဗျညဘက်ဆိုရင်တော့တော်တော်လေးကြည့်လို့ကောင်းပါပါအဲ့တော့နောက်တစ်နှစ်ခုရတော့ကျွန်တော်ရဲ့နန်းတော်မို့ကျွန်တော် pyramid ရှင်းမှာနှစ်ခုကျွန်တော်တို့ okay စင်ပြေသွားပြီဒီမှာနှစ်ခုရှိပြီအဲ့တော့နည်းနည်း error လေးတော့ပါနေဗျာဘာလဲဆိုရင်ဒီမှာကြည့်ကျွန်တော်နည်းနည်းဝေးတဲ့နေရာကြလို့ရှိရင်ကျွန်တော်ဒီမှာမမြင်ရတော့ဘူးဘန်နာတွေကအဲ့တခုတော့ရှိပါတယ်ဒါပေမဲ့အဲ့တခုကလွဲရင်တော့ကျွန်တော်ကျန်တာအကုန်လုံးအဆင်ပြေပါတယ် okay ဆိုတော့ဒီဘက်မှာတစ်ခုပြီးသွားလို့ရှိရင်ကျွန်တော်တို့ဘယ်နာထပ်လောက်အောင်လဲဒီမှာ3ခုစက်လိုက်လေးဗျာအဲ့တော့ဘယ်နာလောက်အောင်ကျွန်တော်စဉ်းစားကျွန်တော်ဒီဝက်ချန်နောက်မှာပဲလောက်လိုက်ရမှာဒီကတစ်ခုရှိပြီလားဗျာအဲ့တော့ဒီဘက်မှာ3ခုဆိုတော့yes ကျွန်တော်ဒီလိုလေးရပြီဆိုရင် okay ဒီမှာအဆင်ပြေသွားပြီနှစ်ခုဆိုတော့ကျွန်တော်တို့ဒီဘက်အိမ်မှာလည်းကျွန်တော်တို့နောက်ထပ်2ခုလောက်ထပ်ပြီးတော့လုပ်သင့်တယ်အဲ့တော့ကျွန်တော်ဒီနားကနေပြီးတော့နည်းနည်းမြင့်လေး yes ကျွန်တော်တို့ဒီမှာမီးပုံးလေးရပြီနောက်ဆုံးတော့ကျွန်တော်လုံးဝလှသွားပြီဗျာတော့ဆိုကျွန်တော်ဝေါ်ရဟိုနှစ်ခုကလွှဲရင်ပေါ့နော်အဲ့လိုဘန်နာလေးကြီးပျောက်သွားတာလွှဲရင်တော့ကျွန်တော်လှသွားပြီဗျ yes ကျွန်တော်ဒီမှာမီးပုံးနေ nice အဲ့တော့ဘာမှတော့လုံးစရာမရှိပါဘူးကျွန်တော်ညာရောက်တိထိုင်ဆောင်မယ်စောင့်ပြီးသွားကျွန်တော်ပြမယ်ဒီမိုက်တယ် share ပဲအဲ့တော့ဒါတွေကတော့ကျွန်တော်မီးပုံးလေးပေါ့နော်ကျွန်တော်မီးပုံးမဲ့လို့ပဲသဘောထားလိုက်ပါဘာလို့လဲဆိုတော့ဒီမှာမီးပုံးလေးနဲ့ခက်ဆင်လေးပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာမီးပုံးလေးကိုဒီနားချိတ်လိုက်မယ်ချိတ်လို့မရဘူးအဲ့ဆိုတခြားနေရာလိုက်ရှာရအောင်โอเคအဲ့တော့
ရွာသားတွေကတော့တိတ်ပြီးတော့နည်းနည်းသူတို့အိမ်ထဲမှာပဲနေတာများတယ်ဗျရောဒီမှာမင်းဒီလိုလေးချိတ်လိုက်ဒီမှာဖျောင်းနိုင်လေးနဲ့ဒီမှာဆိုလဲဖျောင်းနိုင်လေးတွေဒီဘက်မှာတွေရောပြီးတော့မီးပုံးလေးနဲ့ဝါဒါကျွန်တော်တို့ perfect ဖြစ်သွားပါပြီအဲ့တော့ရွာထဲမှာတော့ဒီလောက်ပါပဲအများကြီးတော့လည်းမဟုတ်ပါဘူးအဲ့တော့အားလုံးပဲကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ Inferno Craft တဲ့ကသတင်းကြိုပဲဖြစ်ပါတယ်ဗျအဲ့တော့အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမှာပေါ့နော်ဒီရက်ပိုင်းတွင်းမှာကျွန်တော်ဗီဒီယိုတွေမတင်ပြဘူးဆိုတာလေကျွန်တော်မအားတဲ့အကြောင်းတွေနဲ့ပါတယ်ပေါ့နော်အဲ့တော့ဘာဖြစ်ပါအခုကနေစပြီးတော့ကျွန်တော်ပုံမှန်ဗီဒီယိုတွေပြန်တင်နေပါပြီအဲ့တော့ channel လေးကို like and subscribe လေးဒီဗီဒီယိုလေးကို like လုပ်ပြီးတော့ channel လေးကို subscribe လေးနှိပ်ခဲ့ပေးပါဦးအဲ့တော့အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye bye